ညနေခင်းလေးမှာယူရှင်းပြီးအရသာရှိတဲ့ဝတ်သားကိုက်လန်ဟင်းတစ်ပွဲကိုပြင်ဆင်လိုက်ကြပါစို့ဒီနေ့မှာတော့လက်ဆက်တဲ့ကိုက်လန်ရွက်များနူးညံ့ပြီးအစီနေတဲ့ဝက်ကုတ်သားကိုအသုံးပြုပြီးတော့ရိုးရိုးရှင်းရှင်းနဲ့ချက်ပြုတ်ပါမယ်အရင်ဦးဆုံးကိုက်လန်ကိုလှီးထည့်လိုက်ပါမယ်ပြီးရင်တော့အသားကိုကိုလိုချင်တဲ့အနေထားလေးလှီးလိုက်ပါမယ်ဒေဦးမှာစီပူလာပြီဆိုရင်အသားကိုအရင်ဆုံးထည့်လိုက်ပါမယ်။ပိုပြီးနှိမ့်ပြန်သွားအောင်ငရုတ်ကောင်းလေးထည့်လိုက်မယ်။ကျက်သွန်ပြူပြီးတာလေးထည့်လိုက်ပါမယ်။ပြီးတော့ရင်တော့ဆောင်းရံထည့်ပြီးအရသာတော့ကတော့စားအရသာမုတ်ခရူးစီနဲ့ပန်းခက်များကိုမျှတအောင်ထည့်လိုက်ပါမယ်။ဘူးချင်းမှန်မှန်လေးနဲ့ဒီချာမွေးပေးလိုက်ပါမယ်။အခုဆိုရင်တော့အရသာရှိတဲ့ဝတ်သားကိုက်လန်တစ်ခွက်ရပါပြီခင်ဗျာ။ယူရှင်းနဲ့တဘာဝကြတယ်ဒါပေမဲ့အရသာကတော့ပြီးသွားတယ်။ကိုက်လန်နဲ့ဝက်ကုတ်သားအိမ်မှာလည်းအလွယ်တကူချက်လို့ရတဲ့ဟင်းတစ်ပွဲဖြစ်ပါတယ်။အားလုံးပဲနောက်တဲ့ဗီဒီယိုတွေမှာပြန်လည်တွေ့ပါဦးပါခင်ဗျာ။